ပါတယ်ဒီနေ့မှာ Swiss Mask ရှိနေခုရှိတယ်ဆိုတော့ပြသွားမှာဖြစ်ပါတယ်ဒီဆုံးဒီကြားလုံးလေးကိုရေစုပ်ထားပါမယ်ဒါလေးကတော့ဆက်ကိုရလောက်ထားမှာပါဆက်စနေကြရလို့ဆက်ကိုသက်ဆောင်ပေးရတာတစ်ခုအဲဒီကတော့ဆက်ကိုလောက်ခါနှစ်ခုအဲဒီကတော့အမားဆက်ကိုပေးရပါသုံးခုအဲဒီကဆက်ကိုလောက်ခါပါ၄ခုအဲဒီကဆက်ကိုလောက်ခါပါ၅ခုအဲ့ဒါဆွဲပေါ်လောက်တာပါ6ခုဒါလေးရောပါတယ်9ခုဒါလေးရောပါတယ်10ခုဒါလေးပါ9ခုဒါလေးရောပါတယ်10ခုရှိပါတယ်ဆိုတော့တစ်ခုချင်းစီကိုစီရပြပါတစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခု9ခု10ခု9ခု10ခုလက်ကျဲမှာလောက်ထား9ခုဟုတ်ပါဘူး1ခု2ခု3ခု4ခု5ခု6ခု10ခုပါပါတယ်ဒီနှစ်ခုကတော့ဗါလဲမမပေးရနဲ့တငယ်ချင်းလက်ဆောက်ပေးရလေးပါအားလုံးပဲ like subscribe လေးလဲလောက်ပါဟိုမမေ့နဲ့အောင်နော်တတာ